တောအုပ်ကြီးတစ်ခုထဲမှာအမတန်ရန်လိုတဲ့စင်ကြီးတစ်ကောင်နေထိုင်ကျက်စာနေတဲ့သူရှိတဲ့နေရာကိုဘာကောင်မှမသွားရဲဘူးသူရှိမှတွေ့တဲ့အကောင်မှန်သမျှကိုနှမောင်းနဲ့လိုက်ရိုက်နင်းသက်နဲ့လှုပ်တဲ့ကြားတွေကလည်းသူရှိတဲ့နေရာကိုမလာရဲဘူးဒါနဲ့တနေ့တော့ကြားတွေကတိုင်ပင်ကြတယ်မိတ်ဆွေကြားတို့ငါတို့အစာဘောများတဲ့နေရာကတကောင်ထဲရန်လိုနေတဲ့စင်ကြီးရှိနေတော့ငါတို့အစာရှာစားရတာအဆင်မပြေဘူးအဲ့ဒီတောထဲကနေသူထွက်သွားအောင်ငါတို့လှုပ်ရလိမ့်မယ်အဓိကလှုပ်ရမယ့်အချက်ကတစ်ပင်တစ်ပင်နဲ့တစ်ပင်ကူးနိုင်တန်းနိုင်တဲ့မြောက်လေးတွေကိုမိတ်ဖွဲ့ရမယ်။သူတို့အကူအညီနဲ့မှရမှာတစ်ပင်ပေါ်ကဘရက်စိတ်အုံထုတ်ခါခြင်းအုတ်ထုတ်တွေကိုသူ့အပေါ်ကိုခါချခိုင်းမယ်။ဒီလိုနဲ့ကြားတွေလည်းမြောက်လေးတစ်ကောင်ကိုခေါ်ပြီးတာဝန်ပေးလိုက်ပါတယ်။မြောက်လေးကလည်းပေးထားတဲ့တာဝန်အတိုင်းစင်ကြီးရှိရာကိုသွားပြီးမလန်းမကန်းနေရာကနေတစ်ပင်ပေါ်တက်လိုက်တဲ့စင်ကြီးရှိတဲ့နေရာကိုရောက်အောင်တစ်ပင်ပြီးတစ်ပင်ကူးသွားတဲ့စင်ကြီးအပေါ်တက်ရောက်တော့ဘရက်စိတ်အုံထုတ်တွေခါချလိုက်တယ်။ပရက်စိတ်တွေခါခြင်းတွေကလည်းစင်ကြီးကိုလုံးပေါ်ပြန်ကျဲနေပါတော့တယ်။နေရွက်ထဲဝင်ကြိုက်လိုက်နှာခေါင်းထဲဝင်ကြိုက်လိုက်နဲ့စင်ကြီးဒုက္ခရောက်နေပါလေရောအဲ့ဒါနဲ့စင်ကြီးကဟိုဘက်ပြေးလိုက်ဒီဘက်ပြေးလိုက်နဲ့အကူညီကင်းမဲ့နေလေရဲ့အဲ့ဒါနဲ့စင်ကြီးကကြားတွေရှိတဲ့နေရာကိုပြေးသွားပါလေရောကြားတွေလည်းသူ့ကိုမြင်တော့ထွက်ပြေးကြတာပေါ့မိတ်ဆွေကြားတို့ငါ့ကိုကူညီပါမင်းတို့ကိုငါရန်မပြုတော့ပါဘူးကြားတွေကလည်းစင်ကြီးကိုနားလည်ပေးပြီးကိုပေါ်မှာရှိတဲ့ပရက်စိတ်တွေခါခြင်းတွေကိုကူဖယ်ပေးလိုက်ကြပါတယ်ဒီလိုနဲ့စင်ကြီးလဲစိတ်ထားတွေနူးညံ့သွားပြီးတကောင်တည်းဘူကြမနေတော့ပဲပတ်ဝန်းကျင်နဲ့လိုက်ရောညီထွေတကောင်နဲ့တကောင်ကူညီရိုင်းပင်းဖေးမှပြီးပျော်ပျော်ရွှင်ရွှင်နေထိုင်စားတောက်ကြပါတော့တယ်ရန်လိုတဲ့စင်ကြီးလိုဘသူနဲ့မှမတက်သူ့ကိုယ်သူအထင်ကြီးနေတာဒုက္ခရောက်မှနောင်တတွေရပြီးအမားကိုတည်သွားပါတော့တယ်တယောက်ဆိုးသွမ်းနေရင်ဒုက္ခရောက်တဲ့အခါကူညီမဲ့သူကင်းမဲ့သွားလိမ့်မယ်